မိဘတယောက်အနေဖြင့်ကျောင်းနေများစွာတဲ့ကဘာကြောင့်မိဘ college ကိုရွေးချယ်ဖြစ်ခဲ့တာလဲဘလို့ရွေးချယ်ခဲ့လဲဆိုတော့ကျောင်းတွေကတော့အကုန်လုံးအများကြီးစုံစမ်းခဲ့တာပေါ့နော်ဒါပေမဲ့ကိုသားသမီးရဲ့ရှေ့ရေးကိုပဲရည်မှန်းပြီးတော့ဒီ MIB ကိုစဉ်းစားပြီးတော့တက်ခဲ့တာလားကျွန်တော်ကလည်းဒီ MIB ကိုဒီကျွန်တော်တငယ်ချင်းတွေကလည်းဒီညွှန်းခဲ့တာပေါ့နော်ညွှန်းခဲ့တယ်ပြီးတော့ online ကနေရှာဖွေတဲ့မှာ MIB ကလည်းကျွန်တော်နဲ့ကိုင်ညီရတဲ့အတွက်ကြောင့်မလို့ကျွန်တော်အမိနဲ့တိုင်ပြီးတော့ MIB ကိုတက်မယ်ဆိုပြီးတော့ချက်ခဲ့တာMIB တက်လာတဲ့ကလေးရပေါ့နော်အခုဒီတစ်နှစ်တွင်းမှာပေါ့သူ့ရဲ့ဉာဏ်ရည်ဉာဏ်ဆိုရဆိုအကုန်တိုးတက်မြင်မာလာတယ်ပြီးတော့လိမ်မာရေးကြလည်းရှိတယ်အကုန်လုံးလည်းပေါ့နော်သူ့မှာအကုန်လုံးအခက်အခဲမရှိလဲဖြစ်ပါတယ်အဲအကုန်လုံးမှာလူမှုဆက်ဆံရေးပိုင်းမှာလည်းအကုန်လုံးတိုးတက်မှုရှိပါတယ်လိမ်မာယဉ်ကျေးလာတယ်ပေါ့နော်ဒီ MIB တွေဘက်မှာအဆင်ပြေပါတယ်မြန်မြန်ဆန်ဆန်နဲ့ဒီငရင်ကြီးလှုပ်ပြီးမှပေါ့နော်ဒီကျောင်းကြီးကိုဖွင့်ပေးတဲ့အတွက်ကျေးဇူးလက်တင်ပါတယ်အကုန်လုံးလည်းအဆင်ပြေပါတယ်ဝမ်းသာပါတယ်ငရင်ပြီးမှပေါ့နော်ဒီ MIB အကြောင်းမှာဆက်လက်ဖွင့်မယ်လဲဆိုတော့အများကြီးလည်းပျော်ရွှင်ခဲ့ရပါတယ်အများကြီးလည်းဝမ်းသာခဲ့ရပါတယ်ကျေးဇူးလည်းထူးတင်ပါတယ်နော်ငလင်းလုပ်ပြီးတဲ့အတွက်ကြောင့်ပေါ့နော်ဒီ MIB ကန့်ရလည်းအနည်းငယ်ယူရင်းသွားပြီးတော့မှကျွန်တော်လည်းကျောင်းတက်ဖို့အခက်အခဲတွေဖြစ်ခဲ့အောင်အဲ့အချိန်မှာမှဒီကျောင်းကနေပြီးတော့လည်းဒီကျောင်းမဖွင့်သေးခင်အချိန်မှာလေးပေါ့နော် online class နဲ့ကျွန်တော်တို့ရဲ့ပညာရေးကိုမရတတ်မစေဘဲနဲ့ပေါ့ဗျာကျွန်တော်ဆက်လက်ပြီးပညာခွင့်ရခဲ့တယ်အခုကန့်ဖွင့်တဲ့အချိန်မှာတော့လည်းမြန်ဆန်တဲ့ပုံမှာတော့အကောင်းဆုံးဆိုတဲ့နေရာကိုကျွန်တော်ဖွင့်ခဲ့ရပေါ့ကျွန်တော်အများကိုဝမ်းသာမိပါတယ်ခင်ဗျာအခုကျွန်တော် audition ပြီးသွားတဲ့အခါမှာပေါ့ဒီကျွန်တော်ကဒီပညာရေးကိုဆက်ပြီးတော့လည်းလေးလာတော့မှာပေါ့နော်ဒီခုပြီးဆုံးသွားရတယ်ဟိုကျွန်တော်မရက်တတ်မသွားပဲပေါ့နော်ဒီကျွန်တော်ကဒီကျောင်းပညာရေးတွေမကဘူးကျွန်တော်ဒီလူ့ဆိုင်ရေးမှာလည်းတော့အဆင်ပြေအောင်ကျွန်တော်လေးလာသွားမယ်ပြီးတော့ဒီကျွန်တော်အဖေနဲ့အမေတော့ကိုလည်းကျွန်တော်ကစူးစမ်းပြီးအလုပ်လဲဝင်သွားမယ်ခင်ဗျာပြီးတော့နိုင်ငံခြားထွက်ဖို့လည်းအစီအစဉ်လည်းရှိတယ်ဗျာနိုင်ငံခြားမှာလည်းကျွန်တော်ပညာဆက်လက်တင်သွားပြီးတော့ကျွန်တော်အကုန်လုံးကျွန်တော်မိဘရဲ့အဆင်ပြေအောင်ကျွန်တော်ပြန်လည်ပြီးတော့ထောက်ပံ့သွားမှာခင်ဗျာဒီ MIB ကြီးပေါ့နော်တက်လာတဲ့အချိန်ခါစပြီးတော့ရက်ွက်ထက်မိဘတွေကိုလည်းတိုက်တွန်းမိခဲ့ပါတယ်ဒီ MIB အကြောင်းတက်ဖို့ကိုလည်းသူတို့တွေအများအားတက်လာတဲ့Facebook ထဲမှာမှန်တယ်မြကျွန်မအများအားမဲ့ဒီမိဘတွေကိုသိအောင်လို့အများအားမဲ့ share ပေးခဲ့ပါတယ်ရှင်။ညာအိုင်လည်းကျေးဇူးတင်ပါတယ်။ MIB ကိုပေါ့နော်ဝိုင်းပြီးတော့အားပေးဖို့ဟာဟောနောက်ပြီးတော့တက်နေရမှာလိမ္မာယဉ်ကျေးမှုရှိတဲ့အကြောင်းလည်းမိဘတွေကိုပြောချင်ပါတယ်။နောက်ဒီကိုလည်း MIB ကလည်းတင်ညာမှုပိုင်းလည်းအကုန်လုံးကောင်းမွန်ပါတယ်ကလေးတွေလိမ္မာယဉ်ကျေးအောင်ပညာကိုလည်းစဉ်းစားနိုင်အောင်စိတ်ချအောင်တော့တင်ပေးတဲ့အတွက်ကိုကျွန်တော်ကျေးဇူးတင်ပါတယ်။မိဘကောလေးကိုတို့တက်ဖို့ဟာလည်းတိုက်တွန်းပါတယ်မိဘအများကြီးပြည်သူမိဘများပေါ့နော်ဒီမိဘကောလေးရတက်တဲ့ကလေးတွေကလည်းလိမ္မာယဉ်ကျေးမှုရှိတယ်ပညာကိုလည်းထူးချွန်ထင်မြတ်တယ်ပေါ့နော်တင်ကြားမှုတွေဆရာမတွေလည်းကြိုးစားပြီးတော့သင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျလူငယ်ကျောင်းသားကျောင်းသူတိုင်းအတွက် MIB မိဘ college နဲ့တူရှိ